အာနာသိန်းစစ်တပ်မှာဒုတိယဩဇာအကြီးမားဆုံးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းစီမံကွက်ကဲနေတဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးယာတို့နဲ့လောက်ပိုင်ခွင့်အာဏာတွေကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့ရဲ့အနီးကပ်လူယုံတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုအခုရက်ပိုင်းမှာပဲလွှဲပေးလိုက်ပြီဖြစ်ပါတယ်။အာနာသိန်းစစ်ကော်မရှင်စစ်ကြောရေးငရဲကမ်းများရဲ့တာဝန်ခံဗိုလ်ချုပ်ကြီးရဲဝင်းဦးကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်လာပြီးတဲ့နောက်စစ်တပ်ရဲ့အမြင့်ဆုံးယာတို့ဖြစ်တဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုပါစက်ခံမဲ့သူအဖြစ်စစ်တပ်အတိုင်းဝိုင်းမှာရေပန်းစားလာနေပါတယ်။ကာကွယ်ရေးဦးစီးချုပ်ကြီးဆိုပြီးတော့နေရာတက်တက်ထွင်ပေးလိုက်တဲ့အနေအထားမျိုးရှိတယ်။နေရာထွင်ပေးတယ်ဆိုတာတဲ့ဒီကာကွယ်ရေးဦးစီးချုပ်ကြီးဒီကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကပဲပူးတွဲကင်တာ။ဒီကြီးချုပ်ဒီပြောရမယ်ဆိုရင်တော့အကြီးဆုံးပဲဒီကြီးတဲ့ထဲမှာသူအကြီးဆုံးပဲပြီးရင်လည်းရေနဲ့လေနဲ့ရှင်သူကစီနီယာအရအကြီးဆုံးအဲ့တော့ပြောရမယ်ဆိုရင်ဒီဒုတိယဆိုတာတော့စစ်တပ်မှာကျွန်တော်တို့ဘာမှမကောင်းဒုတက်ရဲမှုစမယ်ဒုတက်ခွဲမှုပေါ့နော်ပြီးရင်ကျွန်တော်ဒုတိုင်းမှုဒါတွေကဒုဆိုတာအလုပ်ဒီကျွန်တော်တို့ပြောရမယ်ဆိုရင်ကွန်မန်ဒါမဟုတ်ဘူးပေါ့နော်စမီကွန်မန်ဒါလို့ပဲကျွန်တော်တို့ကသုံးကြတယ်အဲ့တော့ဒီကြီးချုပ်ဒီကျွန်တော်တို့ဒီပြောရမယ်ဆိုရင်တော့စက်ကင်းကွန်မန်ဒါတယောက်ဖြစ်လာတဲ့အနေအထားမျိုးလို့ပဲကျွန်တော်တို့ကတော့ပေးလိုက်တယ်ပေါ့နော်အဲ့ဒီအနေအထားမျိုးဒီပေးလိုက်တယ်လို့တော့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ဗျာ2021ခုနှစ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့စစ်အုပ်ချုပ်ရေးရန်တရားမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုစစ်ထောက်လှမ်းရေးဌာနရဲ့ဦးဆောင်သူတဦးဖြစ်အားကိုးခဲ့တယ်လို့မိသားစုချင်းပုံကိုရေးရင်းနှီးမှုတွေကလည်းနီးနီးကပ်ကပ်ရှိနေတာကြောင့်အခုလိုထိပ်ပိုင်းယာတို့အထိပေးရရှင်ခံရတာဖြစ်တယ်လို့စစ်တပ်အတိုင်းဝိုင်းကသုံးသပ်ကြပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ရဲ့ယုံကြည်မှုကိုအမာခံရရှိထိန်းသိမ်းထားနိုင်ဖို့အတွက်အာဏာသိမ်းစစ်အုပ်စုရဲ့ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်73မှာဗိုလ်ချုပ်ကြီးရဲဝင်းဦးကသူ့ရဲ့တားဖြစ်သူထက်ရဲနောင်ကိုတက်ရောက်စေခြင်းဖြင့်စစ်ကောင်းဆောင်နဲ့စစ်တပ်တိုင်းဝိုင်းရဲ့စိတ်ဝင်စားမှုကိုရယူထားနိုင်ခဲ့တယ်လို့စီရီယန်ဗိုလ်ကြီးစင်အောင်ကဆိုပါတယ်။မင်းအောင်လှိုင်နဲ့ရဲဝင်းဦးနဲ့ကကျွန်တော်တို့တိုင်မှုနဲ့ IO ဘဝမှာကလေးကစပြီးတွေ့တာလို့ပြောတယ်ဗျ။တိုင်မှုနဲ့ IO ဆိုတာအခုကျွန်တော်တို့ဒီတက်ချုံနဲ့စစ်ဘက်ရေးရာအလုံခြုံရေးအရာရှိချုပ်လို့အဆက်ဆံမျိုးပဲ။ IO ဆိုတာကဒီတိုင်ရင်တရင်ရဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီထောက်လိုင်းရေးမှုပေါ့နော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိလို့ခေါ်တာသူ့ရဲ့ PA လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ကိုရေးအရာရှိလိုပုံစံမျိုးအဲ့ဒီကနေစပြီးသူတို့ရင်းနှီးခဲ့ကြတယ်နောက်တစ်ခါမင်းအောင်လှိုင်တိုင်မှုဘဝမှာဒီရဲဝင်းဦးကအဲ့တတခပေါ့နော်တတိကဒေသတိုင်းစစ်ဌာနချုပ်ထဲမှာသူကတိုင်ရင်မှုဖြစ်ခဲ့နောက်ပိုင်းကျွန်တော်တို့ဒီစစ်တပ်ကတော်ကျောင်းကြီးဖြစ်တဲ့အချိန်မှာလဲဒီဒေါ်ကျူလာရဲ့ဒီရန်ကုန်စစ်ဆေးရုံမှာဆေးရုံတက်တဲ့ရောကျမ်းမာရေးကိစ္စတွေကအစလုပ်ပေးရတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီပထမဆုံးရင်းနှီးတာတော့မင်းအောင်လှိုင်နဲ့ရဲဝင်းဦးနဲ့ရင်းနှီးတာကကျွန်တော်တို့လည်း IO တွေလောက်ခဲ့ဘူးတယ်ပေါ့နော် IO ဆိုတာသူယုံကြည်ရလုံးတဲ့သူမှခန့်တာတိုင်ရမှုကစိတ်ကြိုက်ခန့်လို့ပေါ့နော်အဲ့ကြောင့်မလို့သူစွဲလာတယ်ပြီးရင်သူ့အမျိုးသမီးဒေါ်နီလာကလည်းသူကနေတဲ့ထိုင်နဲ့ပေါင်းသက်တင်းတတ်တယ်ဒေါ်ကျူလာပေါ်မှာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကျုံရရာအစ်စ်ပါလို့ပုံစံမျိုးအတွက်ပေါ့နော်ယောက်ျားအတွက်သူ့ယောက်ျားမျက်နှာရဖို့အတွက်ကိုယူကျိုးနွန်နဲ့လှုပ်ပေးတယ်ပြီးရင်မိသားစုအချင်းချင်းလဲရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ပေါ့နော်ပြီးရင်သူ့သားကိုပါသူကစံပြအဖြစ်စစ်တော်မတက်ရဘူးပေါ့နော်စစ်သားဆိုပြီးတော့သူကထည့်ပြထားတာဆိုတော့သူကအမှတ်ပြည့်ရထားတဲ့အနေအထားမျိုးပေါ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တရိကနိုင်စစ်ဌာနချုပ်တိုင်းမှုတာဝန်ယူချိန်မှာအရာရှိငယ်ဖြစ်တဲ့ဗိုလ်ရဲဝင်းဦးနဲ့တွေ့ဆုံရင်းနှီးခဲ့ကြရာကနေဗိုလ်မှုကြီးရဲဝင်းဦးရန်ကုန်တိုင်းစစ်ဌာနချုပ်မှာစစ်ဦးစီးမှုပထမတန်းဂျီဝမ်တာဝန်ထမ်းဆောင်ခြင်းမှာတော့မိသားစုချင်းမှာရင်းနှီးမှုတိုးခဲ့ကြတာဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရောက်ခမဖြစ်သူအမှတ်နှစ်စစ်စေးရုံမှာတက်ရောက်စေကူသားမှုခံယူနေစဉ်ကာလအတွင်းကလည်းဗိုလ်မှုကြီးရဲဝင်းဦးရဲ့ဇနီးဟာလူနာဆောင်အပြင်လိုအပ်တဲ့အောက်ခြေသိမ်းအလုပ်တွေကိုနှစ်နဲ့ချီပြီးလုပ်ပေးခဲ့တာကြောင့်စစ်ကောင်းဆောင်ရဲ့ဇနီးဒေါ်ကျူလှနဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီးဒေါ်နီလာတို့ဟာလည်းနီးနီးကပ်ကပ်ရင်းနှီးမှုရှိကြတယ်လို့စီဒီအန်ဗိုလ်ကြီးစင်ရောကပြောပါတယ်တော်တော်များများအဲ့လိုမျိုးသူတို့ဒီတိုင်ရမှုဘဝမှာတွေ့တဲ့သူတိုင်မှုဘဝမှာတွေ့တဲ့သူတွေသူတို့ပြန်ဆွဲခေါ်ကြတယ်ဆွဲခေါ်ကြတဲ့အတွက်သူတို့ဒီတိုင်မှုနဲ့တိုင်မှုလောက်ဖြစ်သွားကြပြီဆိုရင်တော့သူတို့မိသားစုချင်းပေါ့နော်အဲ့တော့မင်းအောင်လှိုင်တိုင်မှုဘဝလောက်ကလေးကမိသားစုချင်းကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ပေါ့နော်အဲ့လိုမျိုးသွားပြောရတယ်ဘာပြီးရင်လည်းကျွန်တော်နောက်ပိုင်းမှာဒီအခုတက်လာတဲ့ဗိုလ်ချုပ်တွေလည်းပဲမှန်သမျှသူတို့ငယ်ဘဝမှာပေါ့နော်တိုင်ရမှုဘဝမှာအတူတူတွဲတိုက်ခဲ့တဲ့သူသူတို့လှုပ်ပေးခဲ့တဲ့သူအဲ့လိုမျိုးငယ်လူတွေကိုပြန်ဆွဲခေါ်တဲ့အနေအထားမှာဒါဗိုလ်ချုပ်ကြီးရဲဝင်းဦးကလူယုံတပည့်ကြီးပေါ့နော်ချစ်တပည့်ကြီးအနေနဲ့မိသားစုလိုက်ချစ်တပည့်ကြီးအနေနဲ့သူကဒါပါလာတဲ့အနေအထားမျိုးပေါ့ပြီးရင်မိသားစုချင်းသားသမီးချင်းအစရင်းနှီးတဲ့ပုံစံမျိုးတွေအထိဒါရှိနိုင်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ဗျဟုတ်ကဲ့ဗိုလ်တနန်း OTS အပတ်စဉ်80ခွန်စင်ဗိုလ်ရဲဝင်းဦးဟာဗိုလ်မှူးကြီးအဆင့်နဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်ဦးစီးမှုပထမတန်း G1 နဲ့အမှတ်17ချင်းမြန်တပ်မဌာနချုပ်တပ်မမှု2016ခုနှစ်ဩဂတ်လမှာဗိုလ်မှူးချုပ်ရာထူးနဲ့တပ်မတော်စစ်တပ်ကတော်ကျောင်းအုပ်ကြီးဖြစ်လာခဲ့ပြီး2017ခုနှစ်ဇွန်လမှာတော့
ဗိုလ်ချုပ်အဆင့်နဲ့နောက်တန်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်အချိန်တိုအတွင်းယာရုမြင့်တက်လာခဲ့သူဖြစ်ပါတယ်2020ပြည့်နှစ်ဖေဖော်ဝါရီလမှာတော့စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကိုယာရုတိုးမြင့်ခံခဲ့ရပြီးဗိုလ်ချုပ်ကြီးခင်ညွန့်နောက်ပိုင်းစစ်ထောက်လိုင်းရေးဌာနရဲ့အကြီးအကဲဖြစ်လာပြီးနောက်အာဏာသိမ်းစစ်ကောင်းဆောင်အတွက်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းရဲ့လှုပ်ရှားမှုသတင်းတွေအထိပါအနိကထောက်လန်းပေးပို့ခဲ့ရတယ်လို့စီရီယံဗိုလ်ကြီးစေအောင်ကပြောပါတယ်စစ်ဘက်ရေးရာလုံခြုံရေးဆိုတော့ပြည်တွင်းရောပြည်ပရောအထက်ပမာပြည်အောက်ပမာပြည်ဒီလိုမျိုးခွဲထားတာပေါ့နော်အဲ့တော့သူကIO ပေါ့နော်ကျွန်တော်ပြောရမယ်ဆို IO ဆိုထောက်လိုင်းရေးမှုပဲအရင်ကျွန်တော်ပြောရမယ်ဆိုထောက်လိုင်းရေးလိုပဲနားနဲ့မျက်စိနဲ့ပဲဘသူဘာလုပ်နေတယ်ကအစသိအောင်ဥပမာပေါ့နော်ဒီမင်းအောင်လိုင်းနေနဲ့ဆိုရင်ဒုချုပ်ဘာလုပ်နေတယ်အစသိအောင်သူတို့ကလုပ်လို့ရှိတိုင်ရမှုဘွားကလေးအဲ့လိုမျိုးပဲဒီသူ့ IO တွေကိုဟဲ့ဘုံမှု 2IC ပေါ့နော်ဒုတိုင်ရမှုဘာလုပ်လဲဘသူတွေနဲ့ဘာပြောလဲယူဟာမှုနဲ့သွားတော့ဘာတွေလုပ်ခဲ့လဲစစ်ကြောင်းဘေဘက်ကိုသွားတော့ဘာတွေလုပ်ခဲ့လဲဆိုသူကပြန်ပြီးကောင်တာချက်ကြံတဲ့သူကိုမပြောနဲ့သူကလူချုပ်နဲ့ကြံတဲ့အရာရှိတွေအကုန်လုံးပေါ့နော်အရာရှိတွေအကုန်လုံးအထိပါဒါသူတို့ဒီစားဖာကိုကြောက်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဒါမင်းအောင်လိုင်းရဲ့တက်ချုပ်ရဲ့နားနဲ့မျက်စိနဲ့သူတို့ပဲသူတို့ပြောသမျှဟာဒီသတင်းပဲသတင်းအတုတွေထွက်ရင်တော့မှပဲသူတို့ကဒီသတင်းတွေကိုစီစစ်တယ်သုံးသပ်တယ်တိဆောက်တယ်နော်ပြီးကမှတင်ပြတယ်ပေါ့အဲ့လိုမျိုးဆိုတော့သူတို့ထွက်တဲ့စကားကဘိုင်တွေပဲပေါ့နော်ပြောရမယ်ဆိုရင်တော့မှပဲကျွန်တော်တို့ဒီဟိုငယ်ကျိုးငယ်တာပြန်လန်းရမယ်ဆိုတော့မှ IO နဲ့တိုင်ရမှုနဲ့ဆိုတားဖာတွေလို့တော့အဲ့လိုမျိုးပြောကြတယ်အခုလဲမင်းအောင်လိုင်းနဲ့ရဲဝဲဝင်နေထားရတယ်အဲ့လိုအနေထားပေါ့နော်အာဏာသိမ်းပြီးနောက်ပိုင်းအရသာအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးစစ်ဆေးနှိပ်စက်တပ်ဖြတ်ရမှာဗိုလ်ချုပ်ကြီးရဲဝင်းဦးဆောင်တဲ့စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဆာယာဖာကအဓိကလှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဆီယနာသိမ်းမှုအစောပိုင်းကာလတွေမှာအာဏာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုအင်အားသုံးဖြိုခွင်းမှုကြောင့်တည်ဆုံးရတဲ့အရသာတွေရှိခဲ့တယ်လို့စစ်တပ်ကဖမ်းသွားပြီးစစ်ကြောရေးမှာ24နာရီမပြည့်ခင်အသက်ပြောက်ခဲ့ရသူတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီတဲကအထင်ရှားဆုံးဖြစ်စဉ်တွေထဲမှာတော့ရွှေပြည်သာမြို့နယ်ကစုအတံမွေးဝမ်းကြောင်းတာဝန်ခံဦးစောမြတ်လင်းနဲ့ NLD ပါတီရဲ့ဗဘဲတန်းမြို့နယ်ရက်ကြီးဥက္ကဋ္ဌဦးခမောင်လက်တို့ပါဝင်ပါတယ်။ဦးစောမြတ်လင်းဟာ2021ခုနှစ်ဘတ်လ9ရက်နေ့မနက်အစောပိုင်းမှာဖမ်းခံခဲ့ရပြီးအဲ့ဒီနေ့မွန်းလွဲ3နာရီလောက်မှာဇနီးသည်ဖြစ်သူကိုမင်္ဂလာတောင်စစ်ဆေးရုံမှာအလောင်းလာရောက်ထုတ်ယူဖို့အကြောင်းကြားခံခဲ့ရတာဖြစ်ပါတယ်။ဦးစောမြတ်လင်းဟာစစ်ကြောရေးစခန်းမှာကြောက်ခမန်းလိလိနှိပ်စက်ခံခဲ့ရပြီးမျက်နှာနဲ့ပါးစပ်ကိုအက်ဆစ်ကဲ့သို့ဓာတုရည်တစ်မျိုးလောင်းခံခဲ့ရတဲ့အတွက်မျက်နှာအရည်အပြားကွာကျပျက်စီးသွားပြီးသွားတွေနဲ့ရှာလည်းအရည်ပြောလုံးထွေးနေတယ်လို့မသေးခင်အချိန်မှာဝမ်ဘိုက်ကိုအပေါက်ဖောက်တဲ့စူပါမော်ဒါနဲ့ထိုးမွေထားပုံရတယ်လို့ပူကင်းဆရာဝန်ကြီးတဦးကမှတ်ချက်ပေးခဲ့ပါတယ်။အာနာသိန်းတဲ့ကာလမှာဒီဖမ်းဆီးတာတွေစစ်ဆေးတာတွေအခုဒီလွတ်ငင်းချမ်းသာခွင့်တွေအထိတောင်မှပဲဒါစစ်ဘက်ရေးရာလုံခြုံရေးဌာနကနေချုပ်ကင်ထားတော့မယ်။ချုပ်ကင်ထားတော့မယ်သူတို့ဒီလွတ်ရမသိဆိုတဲ့သူဆိုရင်တော့မှပဲဒီစားရဖပေါ့နော်အရင်ဆိုထောက်လိုင်းလို့ခေါ်တော့ပေါ့စားရဖရဲ့ထောက်ခံချက်မပါရင်လွတ်မဲ့နိုင်ခြင်းတောင်မှပဲဒါမလွတ်ဘူးပေါ့နော်အဲ့တော့ तू ကစစ်ဘက်ရေးရာသတင်းတွေအပြင်ကျွန်တော်တို့ဒီဘက်ကနိုင်ငံရေးနဲ့ဆိုင်တဲ့တော်လှန်ရေးကိစ္စတွေအထိပါသူတို့ကဖမ်းဆီးတာရောစစ်ကြောတာရောပြီးရင်ကျွန်တော်တို့အထူးစစ်စင်ရေးတရက်အထိပါကျွန်တော်တို့ကဖန်တီးနိုင်တဲ့ဌာနကြီးတစ်ခုပေါ့နော်ဌာနကြီးတစ်ခုပြီးရင်မင်းအောင်လှိုင်ရဲ့အားကိုးရဆုံးဘယ်လေယုံပေါ့နော်ဘယ်လေယုံလို့တောင်မှပဲဒါပြောလို့ရတယ်လို့ကျွန်တော်တို့ကတော့ပြောရမှာဖြစ်ပါတယ်ဗျ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့ဆာယာဖာကအမျိုးသမီးပေါင်း9900ကျော်နဲ့ကလေးငယ်600နီးပါးပါဝင်အနည်းဆုံးလူပေါင်း29500ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဖမ်းဆီးချုပ်နှောင်ထားစဉ်လူပေါင်း1900ကျော်ကိုနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့သိထားရပေမဲ့အမှန်တကယ်တည်ဆုံးသူဥယေကအခုထက်ပိုများနိုင်တယ်လို့ Human Rights Watch အဖွဲ့ရဲ့2025ခုနှစ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့လက်အောက်ခံဆာယာဖာပကွက်သားတွေဟာနိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာမရိမှုရိုက်နှက်မှုကြာရှည်စွာပုံစံထိုင်ခိုင်းတာလျှက်စစ်ရှော့တိုက်တာဆေးလိမ်မီးနဲ့တို့တာအစာရေနဲ့အိတ်ချိန်မရရှိအောင်လုပ်တာစားတဲ့နှိပ်စက်ညှဉ်းပန်းမှုတွေအပါအဝင်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့တခြားသောနိုင်ထက်စီးနှင်းဆက်ဆံမှုတွေကိုလည်းစစ်ကြောရေးစခန်းတွေမှာအထိန်အကွပ်မဲ့ကျူးလွန်ခဲ့ကြပါတယ်။ခင်ညွန့်ရဲ့ထောက်လိုင်းရေးလိုပဲပို့ပြီးတော့မိုက်ရိုင်းထွားကြိုင်းလာတာပါဒါကြောင့်ချုပ်ရမယ်ဆိုတော့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကခင်ညွန့်လို့တော့ဇာသိမ့်မှုမရှိပါဘူးနှစ်ယောက်လုံးဇာသိမ့်မယ်ဆိုတော့မင်းအောင်လိုင်းနဲ့အတူတူရောပြီးတော့ဇာသိမ့်ရတာမျိုးလောက်ပဲဖြစ်လာနိုင်ခြေရှိတယ်လို့တော့ပြောရမှာဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မနက်ပိုင်းကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့နေပြည်တော်ရှိမြန်နန်းပုံသာလမ်းနေအိမ်ခြံအမှတ်33ကိုဝင်ရောက်စီးနင်းမှုလုပ်ခဲ့သူကတော့စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးမဟုတ်ဘူးလို့စီရီယံစစ်တီအရာရှိဗိုလ်ကြီးစင်အောင်ကဆိုပါတယ်တချို့တွေကတော့ပြောကြတာရှိတယ်ဒီအာဏာသိမ်းတဲ့အနေချိန်မှာဗိုလ်ချုပ်ကြီးရဲဝင်းဦးကအမေစုကိုတွားပြီးတော့ဖမ်းတယ်ဆိုပြီးတော့တော်တော်များများပြောကြအဲ့ဒါမဟုတ်ဘူးတကယ်တမ်းဖမ်းတာကကျွန်တော်ဒုစရခချုပ်တိုးကြီးဗိုလ်ချုပ်တိုးကြီးဖမ်းတယ်
ဘုချုပ်တို့ဤဖမ်းတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစစ်ရုံးထဲမှာတင်ရှိခဲ့တဲ့သူပေါ့နော်အာနာသိန်းကာလမှာတင်ရှိခဲ့တဲ့ကျွန်တော်တို့ဒီစစ်ရုံးထဲကဒီစာနာဌာနအဖွဲ့တွေနဲ့ပေါ့နော်ဒီပြောကြားချက်တွေအရာကိုပဲသိရတာတချို့ကအမေစုကိုဖမ်းတာကရဲဝင်းဦးလို့ထင်ကြတယ်မဟုတ်ဘူးတိုးဤဖမ်းတာပါ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာလက်တလုံးမှာကာကွယ်ရေးဦးစီးချုပ်ကြီးတာဝန်အပြင်စစ်ကောင်စီကဖွဲ့စည်းတဲ့စစ်ကော်မရှင်မှာလည်းအတွင်းရေးမှူးယာရုကိုပါတာဝန်ပေးရခြင်းခံထားရပြီးစစ်ကောင်းဆောင်ရဲ့ပြည်တွင်းပြည်ပခီးစဉ်တွေနဲ့နိုင်ငံတော်ဆင့်အခမ်းအနားတွေမှာပါတက်ရောက်ခွင့်ရနေတဲ့အထိစစ်ကောင်းဆောင်ရဲ့အနီးကပ်ယုံကြည်မှုကိုရရှိထားပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းစစ်ဘက်ရေးရာရုအပြောင်းအရွှေ့တွေဖြစ်ပေါ်လာတာဗိုလ်ချုပ်ကြီးတွေယာရုရုပ်သိမ်းခံရပြီးဖမ်းဆီးအကျဉ်းချခံရတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟာဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့စာရဘဌာနကထွက်ရှိလာတဲ့ထောက်လိုင်းရဲ့အစီရင်ခံစာတွေကြောင့်ဖြစ်တယ်လို့စီရီယန်ဗိုလ်ကြီးစင်အောင်ကပြောပါတယ်။ပြောရမယ်ဆိုတော့ဒီတပ်ဖက်အရာဖက်နှစ်ခုလုံးဖြုတ်ထုတ်တတ်တွေကိုရဲဝင်းဦးပေါ့နော်အဲဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ရဲ့ဒီစစ်ဘက်ရေးရာလုံခြုံရေးဌာနပေါ့နော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးရဲ့အစီအမံနေနဲ့ကြီးပဲဖြုတ်တာထုတ်တာတတ်တာဟိုကချက်ချင်းလုပ်တာပါအာဏာသိမ်းပြီးရပိုင်းတွင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရဲကျုံနဲ့စစ်တိုင်းမှုတွေကိုသာမကဗိုလ်ချုပ်ကြီးအဆင့်အရာရှိကြီးတွေကိုပါယာရုကနေဖယ်ရှားခဲ့ပူပါတယ်ကချင်ပြည်နယ်မြကြီးနားတိုင်းမှုဗိုလ်ချုပ်ကိုကိုမောင်စကိုင်းတိုင်းမုံဝါမြို့အခြေစိုက်နောက်မြောက်တိုင်းစစ်ဌာနချုပ်နမကတိုင်းမှုဗိုလ်မှူးချုပ်ဖြိုးတန့်စစ်ကောင်စီအဖွဲ့ဝင်ရင်းနှီးမြှုပ်နှံမှုကော်မရှင်နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရွှေနဲ့ငွေကြေးစည်းကွက်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမိုးမြင့်ထုံးတို့အပါအဝင်ပြည်ထောင်ရေးဝန်ကြီးအောင်ဒုဗိုလ်ချုပ်ကြီးစိုးထွတ်စီဝါကူတန်ဒုဝန်ကြီးဦးညွန့်အောင်တို့ကိုလည်းအကျင့်ပြတ်ခြားစားမှုနဲ့ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်ဒီအစီအမံတွေသူတို့ဒီရဲဝင်းဦးလက်ထဲမှာရောက်လာတဲ့ဟာအားလုံးမှန်သမျှကိုမင်းအောင်လှိုင်အနေနဲ့ကဘာမှမငြင်းမဲနဲ့လှုပ်သွားတဲ့ဖြစ်စဉ်တွေကြီးပဲလို့ပဲကျွန်တော်တို့သိရတယ်အဲကြောင့်လို့ तू ကပြောရမယ်ဆိုရင်တော့မင်းအောင်လှိုင်ရဲ့လုံးဝလက်မယွတ်အာနာပကွက်သားပေါ့နော်အဲဒါကြောင့်လဲတကယ်လို့ဖြစ်နိုင်ခြေရှိတာတော့ဒီလိုမျိုး तू ခိုင်းတာဆိုရင်ပေါ့နော်ပြောရင်ဟိုကျွန်တော်ပြောရမယ်ဆိုရင်အမိတ်ရဆိုရင်ကိုဖေကိုတောင်ကိုပြန်တတ်မဲ့လူမျိုးကိုထားခဲ့တဲ့ပုံစံမျိုးပေါ့နော်အဓိကသူ့သားဟိုတောင်မှပဲ तू စစ်တပ်ထဲကိုတွင်းပြထားပြီးတော့ तू ကယုံကြည်မှုယူပြီးတော့တိဆောက်ထားတာအားလုံးကသူတို့သူ့လက်ထဲသူတို့ရုံးရဲ့လက်ထဲမှာပဲပေါ့နော်သူရဲ့အာဏာခွဲဝေထားမှုကအဲ့လိုမျိုးရှိပါတယ်ဗျအာဏာသိမ်းစစ်ကောင်းဆောင်ကသူ့ထံကနေအာဏာပြန်သိမ်းနိုင်တဲ့အနီးကပ်စစ်ဗိုလ်ချုပ်ကြီးတချို့ကိုလည်းစစ်ဘက်ယာရုတွေကနေရုပ်သိမ်းပြီးအရက်ဘက်မှာပြောင်းလဲနေရာချထားမှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်စစ်တပ်ရဲ့အမြင့်ဆုံးယာရုဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ယာရုကိုတော့သူ့ရဲ့အနီးကပ်လူယုံဖြစ်တဲ့ကြီးရည်လေညှိနှိုင်းကွယ်ကဲရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့စာရဖချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နှစ်ဦးတည်းကတအူးကိုရွေးချယ်လိုက်မယ်လို့စီရီယန်ဗိုလ်ကြီးစင်အောင်ကသုံးသပ်ပါတယ်ဒီအခုလောလောဆယ်ကျွန်တော်တို့တက်ချုပ်နဲ့ဒူးချုပ်နဲ့ကတော့လောလောဆယ်ခံမှန်းအခက်သွားတယ်ပထမကျွန်တော်တို့ဒီကြော်သွားလင်းဆိုပြီးတော့ကျွန်တော်တို့သုံးသပ်ခဲ့ကြတာဟုတ်အဲ့တော့လောလောဆယ်တက်ချုပ်နဲ့ဒူးချုပ်နဲ့ကတော့နှစ်ယောက်စလုံးပုံစံပြောင်းပြီးတော့ထွက်လိမ့်မယ်တက်ချုပ်ဒူးချုပ်ကတော့ဒီအစ်စ်ဖြစ်သွားနိုင်တယ်ပေါ့နော်အစ်စ်ဖြစ်သွားလိမ့်မယ်ဒီအခုကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲရေကျုံနဲ့လေကျုံနဲ့ကတော့မှန်းရတာတော့တိတ်မခက်ပါဘူးကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒီစစ်ဦးစီးအရာရှိချုပ်လေလုံနေတဲ့ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်သူတို့ကဒါလေဒါဦးစီးချုပ်ဖြစ်လာနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီစစ်ဦးစီးရာကြီးချုပ်ရေလုံနေတဲ့ဒုတိယဗိုလ်ချုပ်ကြီးအေးမင်းထွေးသူတို့တွေကကာကွယ်ဦးစီးချုပ်လေဖြစ်လာနိုင်တယ်ပေါ့နော်ရေနဲ့လေနဲ့တော့ကျွန်တော်တို့ဒီလိုမျိုးမှန်းကြည့်လို့ရပါတယ်လောလောဆယ်တက်ချုပ်ကတော့ဖြစ်နိုင်ခြေအများဆုံးကတော့အခုလောလောဆယ်ပြောရမယ်ဆိုရင်တော့ရဲဝင်းဦးနဲ့ကျော်သွားလင်းဒီနှစ်ယောက်ပဲပေါ့နော်အဲ့နှစ်ယောက်ပဲရှိသေးတယ်ဒါပေမဲ့ဘယ်သူဘယ်လိုဖြစ်မယ်ဆိုတာတော့ဒါပြောလို့မရသေးဘူးရေကျုံနဲ့လေကျုံနဲ့ကတော့အသေးတွေဆိုတော့ကျွန်တော်တို့ဒါမှန်းလို့ရပါတယ်ဗျဟုတ်ကဲ့အာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2025ခုနှစ်နှစ်ကုန်ပိုင်းကလည်းစစ်တိုင်းမှုတွေနဲ့စစ်တက္ကသိုလ်ကျောင်းအကြီးယာရုနေရာအပြောင်းရွှေ့တွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။အလဲပိုင်းတိုင်းမှုဗိုလ်မှူးချုပ်တင်မင်းလက်ကိုရန်ကုန်တိုင်းမှုအဖြစ်ပြောင်းရွှေ့ခဲ့တယ်လို့ရန်ကုန်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းကိုတပ်မတော်လေးချင်းရေးအရာရှိချုပ်တပ်မတော်လေးချင်းရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးကျော်ကိုထိုက်ကိုစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အမှတ်55ရှေ့မြန်တပ်မဌာနချုပ်တပ်မမှုဗိုလ်မှူးချုပ်ထွတ်ခေါင်ကိုစစ်တက္ကသိုလ် DSA ကျောင်းအကြီးဖြစ်ပြောင်းရွှေ့ပေးခဲ့ပြီးDSA ကျောင်းအကြီးဗိုလ်မှူးချုပ်ထေးအောင်ကိုတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ပြောင်းရွှေ့ပေးခဲ့ပါတယ်။တရိကန်တိုင်းမှုဗိုလ်ချုပ်စိုးလိုင်ကိုအမှတ်၄စစ်စင်ရေးအထူးအဖွဲ့ရဲ့ကာစရမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီးအရှိအလဲပိုင်းတိုင်းမှုဗိုလ်ချုပ်စိုးမြတ်ထုကိုတော့တရိကန်တိုင်းမှုအဖြစ်ယာရုနေရာအပြောင်းရွှေ့တွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းဘက်ကကြည့်မယ်ဆိုရင်တော့အကောင်းဘက်ကကြီးပါပဲကောင်းတယ်ကျော်တော်လင်းကလည်းကျွန်တော်တို့ဒီဖနက်တုပ်ပေါ့နော်ဖနက်ကန်အိတ်ဆွဲတကားဖွင့်ထီးဆောင်ဒီလောက်ပဲရှိတာဒီပြောရမယ်ဆိုရင်ဒီရဲဝင်းကလည်းဓာတ်ထက်တော့မပူပါဘူးအဲ့တော့နှစ်ယောက်လုံးကစစ်တိုက်ဖူးတာမဟုတ်ဘူးပေါ့နော်စစ်တိုက်ဖူးတာမဟုတ်ဘူးဒီပြောရမယ်ဆိုရင်ရဲဝင်းကကျွန်တော်တို့ဒီစစ်စေးမှုပေါ့နော်ဥစ္စာ
စစ်တေကိုကဲမှုပြောရမယ်ဆိုတိုက်မှမှုတောင်လုပ်ခဲ့ဘူးတောင်မဟုတ်ဘူးအဲ့တော့စစ်ရေးတွေ့ကြုံကတော့နှစ်ယောက်လုံးကမရှိပါဘူးမရှိတော့အခုနောက်ပိုင်းမှာဒီຫນွေဥတော်လိုင်းရင်းနဲ့အတူတူစစ်တိုက်တက်လာတဲ့စစ်တိုက်ဖူးလာတဲ့တိုက်မှမှုတွေတိုင်းမှု level တွေနဲ့ဒီနှစ်ယောက်စလုံးကစစ်မတိုက်ဖူးတဲ့သူတွေဆိုတော့သူတို့မျိုးဆက်ပေါ့နော်ဒီစလုတ်တာမျိုးဆက်ကြားမှာတယ်ကိုပဲတက်ချုပ်ဒူးချုပ်နဲ့တိုင်းမှုပြီးရင်တက်မှမှုတွေရဲ့မျိုးဆက်အားပြိုင်မှုတွေကစစ်တပ်ထဲမှာတင်ကိုပြိုင်ဆိုင်မှုတွေပြင်းထန်လာနိုင်တယ်ပေါ့နော်ပြိပခါတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီရဲဝင်းဦးသာကျွန်တော်တို့တက်ချုပ်ပေါ့နော်တက်မတော်ကာကွယ်ဦးစီးချုပ်ဒါဖြစ်လာခဲ့မယ်ဆိုရင်တော့မင်းအောင်လှိုင်ဒီလက်ရှိအချိန်အထိစစ်တပ်ကတူចောင်းစင်းတွေကနေတူဦးစီးတော့တက်ချုပ်လို့ပဲပြောရမှာပေါ့